ကဲလွယ်လွယ်လေးကိုကျွန်တော်ပြောပြမယ်ကျွန်တော်လောက်တတ်တဲ့ဟာလေးကိုကျွန်တော်ပြောပြမယ်ဒီ AC လေ AC outside unit လေဒီ AC outside unit ကိုကျွန်တော်ဒီမှာမြက်ပြင်းလေးကောင်ရှင်းပေးတယ်ကြည့်ကြအထဲမှာအထဲမှာဒီလိုကိုအဖိုက်တွေနဲ့ပြည်တယ်တော့ဟိုလေကိုသူကကောင်းကောင်းမစုံနိုင်ဘူးအဲ့ဒီချင်းမှာဒီအထဲမှာလည်းကောင်းကောင်းဟိုအေးဒတ်မလာနိုင်ဘူးပေါ့ဒါကိုမိမိတခြားလူခေါ်ပြီးမှရှေးခိုင်းစရာမလိုဘူးဒီဟာလေးကြည့်ကြပြည်တယ်တော့ခါအဲ့ဒါကိုကျွန်တော်ပြန်ဖွင့်နေချင်းမှာကျွန်တော်ပြန်ပြပေးမယ်လေနော်ဒီဟာကိုလုတ်ပြီးလို့ဟွာလို့ရှိတော့ဒီမှာ power ဒီ electric ကိုဒီဟာကိုဒီလိုလုတ်ဒီမှာဒီဟာကိုဟိုးအောက်မှာတော့ပိတ်စရာတော့မလိုဘူးလေဒီဟာဒီမှာဖြုတ်လိုက်ဒီမှာဖြုတ်ပြီးမှဒီမှာကောင်းကောင်းပြန်ဖုံးပြီးမှဒီဟာကိုပုံမှာထားတော့ခါဒီဟာရေနေနဲ့ပြန်ဆေးရအောင်မဆိုတော့ရေအဲ့ဒီ electric pet ကိုဟိုမပက်အောင်ပေါ့တော့ခါဒီ pet နဲ့ထိသွားလို့ရှိရင်တော့ဟိုအောင်မှာshot မှာလို့မီ electric shot မှာဆိုတော့ဒီဟာအဲ့ဒါကိုကျွန်တော်အကုန်လုံးဖွင့်ပြပေးမှလေဖွင့်ပြီးမှကျွန်တော်ဘယ်လိုလုပ်တယ်ဆိုတော့ကျွန်တော်ဒုက္ခပြန်ပြမယ်နော်ကျွန်တော်အကုန်ရှိခရူအကုန်လုံးဖွင့်လိုက်ပြီးဖွင့်ပြီးမှအဲ့ဒါကိုဝါယာရှိတဲ့အတွက်ကြောင့်အဲ့လိုလေးကျွန်တော်ဟိုထားလိုက်တယ်ဒီတော့အကုန်လုံးဖွင့်လိုက်ပြီးဖွင့်ပြီးမှရှိခရူကိုဒီအဖုံးလေးမှာလေအဲ့မှာပဲကျွန်တော်ထားတယ်ဒီဟာလေးခဲနိုင် Home Depot မှာရှိတယ်low မှာရှိတယ်အဲ့ဒါကိုသွားဝယ်ကြပြီးမှသုံးလို့ရတယ်ဒီအဲ့ဒီနှစ်ခုပေါ့ဒီမှာအဲ့ဒါလေးကိုသွားဝယ်ကြပြီးမှအဲ့ဒါနဲ့ဟိုလုပ်လို့ရတယ်အခုအဲ့ဒါကိုဒီလိုလေးဒီမှာရှုပ်တဲ့ခုချန်တေးတယ်ချင်းဒီမှာချန်နေအဲ့မှာချန်တယ်ဒီဟာလေးကိုဒီမှာထည့်ဒီမှာထုတ်လိုက်တော့ဒီမှာကြည့်ကြအောင်ဘယ်လောက်ညစ်ပတ်တယ်လဲကြည့်ကြအောင်နော်အဲ့ဒါကိုဒီဟာလေးကိုဘယ်လိုပြန်လုပ်မလဲဆိုလို့ရှိရင်တော့အရင်ဆုံးဟို brad ပျော့လေးနဲ့လုပ်ရင်တော့ပိုကောင်းမှထင်တယ်လက်နဲ့ဒီလိုခေါ်တာထက်ဒီအဲ့ဒီ pink brad လေးကိုကျွန်တော်သုံးတယ်ဘာလို့ဆိုဒီကောင်တအားပြောတယ်အဲ့ဒါကိုဟိုမဟောင်းပေါ့မဒဲမက်အောင်ဘောနော်အဲ့ဒါဒီလိုလေး brad ဒီလိုလေးကိုကျွန်တော်သုံးပြီးမှလေအရင်ဆုံးဒီဟာကိုအရင်ဆုံးခွာပေးလိုက်တယ်အဲ့လိုလေးကုန်းခွာပြီးမှလေဟိုဖက်ဒီဖက်အားလုံးရှိတယ်ဒီဟာနဲ့ဆိုလို့ရှိရင်တော့မဒဲမက်ဘူးလေဟိုဒီကောင်ကပျော့လေးဆိုတော့မရဘူးဆိုတော့ဒီကောင်ကိုလည်းထုတ်ဒီမှာထုတ်မယ်ဒီဟာလည်းထုတ်မယ်ထုတ်တဲ့ချိန်မှာဖြည်းထုတ်ကြအဲ့ဒါကိုခိုက်မိသွားလို့ရှိရင်တော့မကောင်းဘူးဒီမှာဘယ်လောက်ညစ်ပတ်တယ်လဲကြည့်ကြအဲ့ဒါကြောင့်ကိုယ့်ဟာနဲ့ကိုယ်လုံးမဲ့ဟာလေးကိုတော့အားလုံးလုံးကြဖို့ရန်ကျွန်တော်အဲ့ဒါပြပေးတာဖြစ်တယ်နော်ပြီးတော့အထက်ကဟာလဲဟိုအထက်ကဖာဝါရီအကုန်လုံးအုပ်ပြီးပြီဆိုတော့အထက်ကမှာလဲတစ်ခါတလေဆိုလို့ရှိရင်ဒီဟာအများကြီးရှိတယ်လေအများကြီးရှိတယ်ဆိုတော့ဒီကောင်ကိုအကုန်တေချာ clean ဒီဟာကိုတေချာ3ထားကြတော့ဒီဟာမျိုးကိုတေချာ3ထားကြပါ3ထားပြီးမှလုပ်ကြပါအဲ့ဒါလေးကိုဒီဟာနဲ့ clean up ဒီလိုလေးလိုလေးလုပ်ရတယ်လုပ်ပြီးမှကဲကျွန်တော် spray တော့မယ်အခုအပြင်ဖက်ကလည်းအရင်ဆုံးကျွန်တော် spray မယ်နော်အဲ့လို spray ပြီးမှလေအထဲကလည်း spray လုပ်ရတယ်အထဲကလည်း spray လို့ကြည့်
thế cái này mà kick mi gì nè mình nó kick mi luôn xin nó mày à bún nó cái lỗ bộ phải ta bố đây nè solution cái lỗ thuật làm là kick mi gì nè cái lỗ lấy bộ thì phải bố đây nè solution cái lỗ thuật là đấy sau đó lo cũng luôn spray bị mà lên hoa ra ya rồi ông hệ long solution đó khen hạt khu solution rồi ya vào đấy con ya đấy era thì lo cũng luôn thế phê yo đi phê yo em lo bộ thế phê yo tìm phê yo đi lo chị tay mà xí đây nè cái đi lo xí đây số đó em lo chạy đi lo spray lại em lo lên cũng spray bim mà đồ khá chân gì nè tiền lum này solution đó cho một solution đó ở fan lên nào để set lên nào là bốn nó ở đây cô ai cái tị mà là này nè chỉnh mà cái set cả nhảy lúc giờ để lấy đã cho đã lấy miêu của nó luôn cả lúc tắt ông cho nó chả ra ba số bà bé phết lúc tắt ông lại chu ra chạm bộ tabu cả cùng đi cái dây biển tung mấy số cho nó dây bay toa tuổi lại đấy dây bay toa tuổi bị mà ấy dây bay bông mà đam mê công sự lấy Sawol Miss Jet Central Flat Full số ra xí đấy cho nó rồi full tung chỉ mà nó full tung mày era full tung mày full का रो दिलाओ mà pin mua lấy nó era cho đi hari को ने हो तरी khai हो wire को मच्छी आए kilo ले लो kilo ले ला रहे ले kilo ले की फिर से जाती लो so full ga te bi ma ta pha ta chou jeri ga alung ma tu bu le no ho jeri ga ye pin ne ing shi de ho ye ma pin ne ing shi de so ro chi ja bi ma ta pin era akong long hwa ho jet ma era cho ti ha ja ro ye ma pin ne to cho no ho jet ko ti ha ko tong ya so ro là tôi nhìn này bố pin mà xin như vậy nó chúng ta rồi đam mê đi lô po ya cái chale hóa ra rồi chúng nó rồi đam mê lại đi vào đi đi mà lúc chúng mua số rồi đấy là lúc đã tổng mà cho nó luôn nhiều ba mà chỉ để lùi đi cả số ngô tôi chỉ thay là thế cô họ này cô ấy con lê của con lê cô phụ pin này cô giờ cho nó ở là chả là chết rồi ấy là cô lông pin mà tôi phải pin thay cái này cái lông này tan là gì nó tan là thì cho nó pin thay cái này thay cái này spray là chi bị số rồi đấy cho thì mà tìm hết cái này thì nó còn spray tê rồi khu biển tắt đom thì mà số ra cái này chi chăng era penin hit tông tru thì nó tru cha đấy nó sen hit mà cả sen ngan hit
ကြုံမထင်နဲ့အဲ့ဒါသူတို့မရှဲတာလေအဲ့ဒါအခုကျွန်တော်အကုန်လုံးပြန်တတ်တော့မယ်အကုန်ပြန်တတ်ပြီးမှပြန်ကြည့်ခိုင်းမယ်ခုတော့အကုန်လုံးပြန်တတ်လိုက်ပြီးပြီရှ िख ူလေးတွေကိုတေချာဟိုမပြောက်အောင်တေချာလေးတင်ထားကြအခုအကုန်လုံးပြန်တတ်လိုက်ပြီးပြီဆိုတော့ဒီဟာပေါ့နော်ဒီမှာနည်းနည်းဆိုရဒါကိုအင်ဂျီမှာတုတ်လိုက်မယ်လေနော်ညီမအဲ့တုတ်လိုက်ဆိုတော့ပြန်တက်လိုက်တော့ဒီလိုဆိုတော့ခမဒီလိုပြန်တက်မယ်နော်ပြန်တက်လိုက်ပြီဒီချာလေးပြန်ဖုံးလိုက်โอเคဒါဆိုရင်ရပါပြီအထက်ကိုသွားပြီးမှဒါမိုစတိတ်မှာသွားဖွင့်ကြည့်မယ်ဘယ်လိုအခြေအနေရှိလဲနော်ကဲအထက်ဝင်ပြီဒီမှာဒါမိုစတိတ်ရှိတယ်လေသွားရှာမယ်โอเคဒီမှာရှိတယ်ဒီမှာရှိတယ်သူတို့ on မှာထားတာ call မှာထားရဆိုတော့မဆိုအိုတိုမှာထားရမှာခု69ဆိုတော့60နဲ့ဟောမှာထားမယ်နော်60 sheet မှာပေါ့အမှထားမယ်လာပြီဆိုတော့ထဲမှာပြန်တော့ကြည့်မယ်ရပါပြီရပါပြီဆိုတော့မီးမလာရင်ကဒီဟာမျိုးလေးတွေဥပမာမရှိနေတာမျိုးလေးတွေနဲ့တော့ဒီမှာစမ်းပေးပြီးမှဒီဖက်ကတာမိုစတေးရောအောက်ကဖဲနေတယ်ပြားရောကုန်ချဲပြီးမှချီးတဲ့နေရာမှာဒီချာလေးပြန်လုတ်ပေးလိုက်ပေါ့အခုတော့ဒီမှာရပြီအလုပ်လုပ်ပြီးဒီစစ်ကိုပဲအဲဒီကဘလောက်တန်ကြပြီ15နှစ်ကိုကြာမယ်ရှင်လေဒီပြရပေါ့15နှစ်ကိုကျွန်တော်ဒီကတော့ကျွန်တော်တို့အလုပ်လုပ်လာတာက15နှစ်ရှိပြီဆိုတော့အဲ့ဒီအိမ်မှာလေဆိုတော့ဒီထက်တဆုံးဆိုနိုင်တယ်အခုဒီမှာတန်လေးဒီချားလေးကအတိတ်ကိုပဲဖြစ်သွားတယ်ဒီလိုကျွန်တော်အဲ့ဒါကြီးပြတာကကျွန်တော်အဲ့ဒါကြီးပြတာဆိုလေဘာကြောင့်ပါမိမိအိမ်မှာအလုံးကလည်းလုံတတ်အောင်ကျွန်တော်ပြတာပါမိမိအိမ်မှာလည်းလုံတတ်ကြအောင်ကျွန်တော်ပြတာပါဒါကြောင့်ဟိုပြချင်လို့လုပ်ပြတာမဟုတ်ဘူးသဘောကျတဲ့လူရှိရင်တော့လက်မကလေးထောင်ပေးကြပေါ့နောက်မှအရေးကြီးတွေဟာလုံနိုင်မယ်လုံတတ်မယ်ဆိုတဲ့ဟာမျိုးလေးတွေကိုကျွန်တော်အများဟိုကျွန်တော်ပြဟိုဗီဒီယိုလေး record ပေးမယ်လေနော်အားလုံးကိုကျေးဇူးတင်တယ်